Hello ဒီနေ့က cash box စာရင်းသွင်းနည်းလေးကိုမျှဝေပေးပါမယ်။ cash box စာရင်းသွင်းမှုဆိုရင်အရင်ဆုံးလုပ်ငန်းက capital အနေနဲ့900ထည့်လိုက်မယ်900ထည့်လိုက်တဲ့အတွက် cash account မှာ debit capital account မှာ credit အဲဆိုရင်ဒီမှာဘယ်လိုစာရင်းသွင်းထားပါနေ့တိတ်နဲ့ထည့်မယ်ဆိုရင် capital မဒီရင်းနှီးငွေရအကောက်ကွက်ကတောင်းခွဲလို့ရိုက်လိုက်တာနဲ့ဒါက Wheel of Fashion လေးနဲ့ဟိုဘက်ချက်စောအကောင်ကိုတွားပြီးတော့ချိတ်ဆက်ထားပါတော့နော်။ညချင်း Wheel of နဲ့ချိတ်ဆက်ပြပါ။ Load up value ဆိုတော့ကိုရှာခြင်းတဲ့ဟာကဒီအကောက်ကုတ်ကိုရှာခြင်းနဲ့ချက်အကောင်မှာ column block column 2ဟာကိုရှာခြင်းမှာ comma 2 comma 0နဲ့ရိုက်ထည့်လိုက်တာနဲ့ဒီလိုလေးချိတ်ဆက်လိုက်တာနဲ့အကောင့်ကုတ်ထည့်လိုက်တာနဲ့တခါလေးတန်းပေါ်တယ်ပေါ့နော်ဆိုရင်3,500မဒီရင်းနှီးငွေထည့်လိုက်တဲ့ cash account မှာ debit ဒီမှာလည်းဘေးလေးမှာ3,5003,500နဲ့နောက်မှာရုံးဆက်ဖွင့်ခြင်းမှာလက်တော့ဝယ်မယ်လက်တော့ဝယ်တဲ့အတွက်လက်တော့အကောင့်မှာလက်တော့က non current asset အကောင့်မှာ debit cash အကောင့်မှာ creditဆိုရင်ငွေထွက်တာ credit ဆိုလက်တော့ကောက်မှာကလက်တော့က11338ဒီမှာ11338ရိုက်ထည့်လိုက်တာနဲ့လက်တော့ကောက်မှာ credit debit cash အကောင့်မှာ credit ဆိုပြီးတော့320ထွက်သွားတယ်မှာပထမရုံးဖူးဝင်ခြင်းမှာရုံးငါက6လစာကတလကို320နဲ့6လစာကိုဘယ်လိုစာရင်းသွင်းမလဲဆိုတော့ prepaid office rental အနေနဲ့6လစာလုံးစာရင်းသွင်းမယ် prepaid office rental ကကိုကရုံးငါကပြီးတော့ရုံးငါတဲ့ဝန်ဆောင်မှုကိုမရယူရတယ်မရယူတဲ့အတွက်current asset ရရင်ရှိ current asset ရဆိုရင်ရုံးငါကနေနဲ့ဝန်ဆောင်မှုမရသေးတဲ့အတွက်prepaid office rental မှာ debit cash ငွေသားအနေနဲ့အပြည့်ပေးလိုက်ရတယ် credit ဒီမှာ14333 prepaid office rent မှာဆိုရင်120ထွက်သွားပြီလကုန်ရင်ဘလို့ဂျာနဲ့ပြန်ရမယ်ဆိုရင်တစ်လစာကိုစရိတ်ခံရမယ်ကိုကခုဒီလအသုံးပြုတဲ့အတွက်တစ်လစာစရိတ်ခံမယ်ဖြစ်တဲ့အတွက် office rent expense အကောင့်မှာ debit prepaid office rental အကောင့်မှာ credit နေနဲ့လကုန်ရင်ဂျာနဲ့အထွေပြန်ရမယ်ဆိုရင်ဂျာနဲ့မှပြန်ရှင်းပြပါမယ်ဆိုရင်20တဲ့အတွက် prepaid office rental ကနှစ်ကုန်ရင်လကုန်ရင်ဘယ်လောက်ကျန်မယ်ဆို120တဲ့က20နှုတ်လိုက်လို့ရှိရင်100ပဲကျန်ပါပေါ့ကြတော့ stationery ဝယ်မယ် stationery ဝယ်တာကြတော့ stationery က expense မျိုးစားဖြစ်တဲ့အတွက် stationery အကောင့်မှာ debit cash အကောင့်မှာ credit ပေါ့နော်ငွေသားက100ထွက်သွားတဲ့အတွက်100ဆို cash box မှာဒီလိုလေးစာရင်းသွင်းရပါပြီနောက်ဗီဒီယိုတွေမှာ journal entry နဲ့ general ledger တွေ finish position တွေကိုမျှဝေပေးမှာဖြစ်ပါတယ်